Hello အခုဒီဗီဒီယိုရိုက်ရတဲ့အကြောင်းကတော့မဆူတို့တိတိမဖက်ချမ်းမှာဖြစ်ပွားနေတယ်ပေါ့နော် PDF ဇုံးလဲတွေကရွာတွေတရွာတက်ဆင်းသွားပြီးတော့လူငယ်တွေကိုစစ်သားဖြစ် PDF တပ်သားဖြစ်မတော်မတရားအတင်းအဓမ္မဖမ်းဆီးနေတဲ့အကြောင်းလေးကိုမဆူဒီကနေ sharing လုပ်ချင်တာဖြစ်ပါတယ်အခုလောလောဆယ်ဆိုရွာတွေမှာလူငယ်တွေအားလုံးကကြောက်လန့်ပြီးတော့ရွာထဲမှာလည်းမနေရဲဘူးပြေးကုန်ကြပြီတချို့မိဘတွေဆိုရင်အမေအိုတွေအဖေအိုတွေတယောက်တည်းပဲအိမ်မှာကြံခဲ့တယ်သူတို့ကဘယ်လောက်ထိပြောလဲဆိုမနေ့တော့သူတို့ရဲ့ live ကိုပြန်ပြီးတော့နားထောင်ကြည့်လို့ရပါတယ်ငါတို့ရတဲ့ဇုံမီတွေရတဲ့လူနေတယ်ဆိုတော့တဲ့လူငယ်အားလုံးကိုတဲ့ငါတို့စစ်သားဖြစ်ငါတို့ဖမ်းမယ်တဲ့ဘာဖြစ်လို့လဲဆိုယောက်ျားလေးပဲအမျိုးသားတွေပဲဆိုမလိုက်ဘူးလို့ဆိုပြီးတော့လေအမျိုးသမီးတွေကအစအပြိုမလေးတွေအစဖမ်းဖို့သူတို့အစီအစဉ်ရှိတယ်သူတို့ဘာဖြစ်လို့ဒီဥစ္စာကိုဒီလိုမျိုးလုပ်နေလဲဆိုတာစဉ်းစားလို့မရဘူးကျမတို့တည်တင်ဖက်ချမ်းမှာ PDF ဇုံးလန်းကိုထောက်ခံတဲ့ဇုံမီလိုမျိုးလူမျိုးဆိုတာ100% လို့တော့လုံးဝမထင်ပါနဲ့အများဆုံးသူတို့ကိုထောက်ခံတာအများဆုံးရှိတာ30%ပေါ့အခုလူတွေကိုဖမ်းဆီးနေတဲ့အတွက်ကြောင့်မလို့လဲထောက်ခံတဲ့လူလည်းတဖြည်းဖြည်းနည်းလာပြီဒီဘက်ကခေါင်းဆောင်တချို့ကဒီလိုမျိုးတွေကိုဘာဖြစ်လို့လုတ်ခိုင်းနေတာလဲလို့မဆူလို့စဉ်းစားလို့မရဘူးဒီလိုကိစ္စတွေဖြစ်နေတဲ့အချိန်မှာတော့တော်လန်ရေး page တွေဖြစ်နေတဲ့ခေတ်သစ်မီဒီယာတွေဇလယ်တွေကကြတော့လုံးဝတပုတ်တလီမှတပိုက်တလီမှရေးချင်းမရှိဘူးသူတို့ကလေလုံးဝနားပိတ်ပြီးတော့နေကြတာတကယ်လို့ဇက်တာလေးတွေကတယောက်ကိုများပေါ့နော်လူတဆုံတယောက်ကိုဖမ်းမိတယ်ဆိုရေးလိုက်ကြတာသိတယ်မလားအားကြောင့်မလို့တော်လန်ရေးကိုမဆူလို့တဖြည်းဖြည်းယွန်ရှာလာပြီအခုဆိုရင်ရန်ကုန်မန္တလေးမှာလူတွေကတော်လန်ရေးတောင်မေ့ပြီးတော့ပျော်နေကြတာငါတို့ချင်းတောင်မှာလူတွေကိုဖမ်းဆီးပြီးတော့ငါတို့ဘာလုပ်မှာလဲဘသူ့ကိုသွားတိုက်မှာလဲနော်တိုက်ပြီးတော့လည်းဘသူ့ကိုနိုင်မှာလဲဘသူကကိုသားသမီးကိုအဲ့လိုအစာရေးစားရှားပါနေပြီးတော့တဲ့မလားသူတို့တော့ fan အောင်မရှိတဲ့လူတွေထဲမှာဘသူကထားချင်ပါလဲနော်ဘာဖြစ်လို့ဒီလိုခက်ပြက်နေတဲ့ကာလထဲမှာဘာဖြစ်လို့ကိုအချင်းချင်းကိုမတော်မတရားဖမ်းဆီးနေကြရလဲနော်ဘေးပတ်ဝန်းကျင်ကနော်လူတွေကဒါကိုကြားစီခြင်းလို့မဆိုဗမာလို ਨੇ ဒီဗီဒီယိုရိုက်ရချင်းဖြစ်ပါတယ်ဒီဗီဒီယိုတွေ့ရင် share ပေးကြပါကျမတို့တိတင်ဖက်ချမ်းမှာ PDF ဇုံးလန် ZFU အမီခံတော်လန်ရေးအမီခံတက်တွေကလူတွေကိုမတော်မတရားဖမ်းဆီးပြီးတော့နော်စစ်သားအဖြစ်စုဆောင်းနေပါတယ်ဒါပြီးတော့ပတ်စံရှိတဲ့လူတွေကိုဆိုတယောက်ကို360 300နဲ့ရွေးခိုင်းနေပါတယ်သူတို့ငွေရှာချင်တာလားဒါမှမဟုတ်လူကိုရောင်းစားချင်တာလားလက်နဲ့လဲချင်တာလားဒါမှမဟုတ်ရင်အစိုးရကနေအမေရိကန်ကနေပတ်စံတွေ fan တွေကိုလိုချင်လို့ဒီလိုမျိုးအကွက်ဆင်နေတာလားဆိုတာကတော့သူတို့ခေါင်းဆောင်တိုးရီခွန်ခြုံတဲ့ခေါင်းဆောင်တချို့ပဲသိပါလိမ့်မယ်နော်ဒီဥစ္စာလေးကို share ပေးကြပါခုတနေ့က PDF ဇုံးလဲနေရတိတိမျိုးရဲ့အနီးတစ်ဝက်ရွာတွေကိုတွားပြီးတော့မတော်မတရားစစ်သားစုဆောင်တဲ့ကိစ္စကိုမဆူဗီဒီယိုတင်လိုက်တယ်တင်လိုက်တော့အဲ့ဒီဘက်က PDF ဇုံးလဲဘက်ကလူတွေမချင်တဲ့ကြောက်ပေါ့နော်တချို့ကောင်မတွေကဆိုငါ့ကိုဘောမဆိုပြီးတော့မထိတထိရေးကြပြန်ပြီနင်တို့ငါ့ကိုဘောမလို့ခေါ်လာတာ3-4နှစ်ရှိပြီငါဒီနေ့ဒီချိန်ထိမင်းအောင်လိုင်းကောင်းပါလေစကားဆောင်ငါထောက်ခံပါလေဆိုငါတခွန်းမှမပြောခဲ့ဘူးငါဒီလို speak out လုပ်တာကနော်ချေးရွာဘက်မှာဝမ်းနဲ့ချေကွဲနေတဲ့မိဘတွေညီအကိုမောင်နှမတွေရဲ့ခံစားချက်ကိုငါ speak out လုပ်ပေးတာပဲရှိတယ်နင်တို့ငါလုံးဝဂရုစိုက်တော့မှာမဟုတ်နော်ငါ့အောင်နောက်တစ်ခါဘောမလို့ခေါ်ကြည့်နင်တို့တာတော်လန်ရဲ့အကြောင်းပြလူတကာကိုပိုက်ရန်ရှာနေတာဒီနေ့ဒီချိန်ထိ3-4နှစ်ငါတီးခံလာပြီးပြီ